ဂျပန်ခေတ်တုန်းကဂျပန်စစ်ဗိုလ်ကြီးတယောက်ကရေနံတွေပိုက်ပြီးဒီမှာတည်သွားတာတဲ့ခမရကသေးပြီခမရကတော့သေးပြီခမရကအဲ့ရင်ကြီးမှာ9နှစ်တခါလောက်တော့အင်ရှင်တစ်တွေပေါ်လာတယ်ဒါပေမဲ့အင်ရှင်တစ်မှန်တယ်တည်ရဲ့သူကတည်ပြီးရဲ့သူကပြေးတာကျုပ်တို့ရဲ့ဟောဒီအိမ်နဲ့ရေနံပစ္စည်းတွေတခြားလူတွေရဲ့လက်ထဲကိုပါမသွားအောင်လို့အခုရောက်နေတဲ့မိသားစုကိုလည်းကျုပ်တို့တွေက6လမ်းပဲအဲ့တော့6ကြနိုင်ဟိုဘရင်းဘော်ကြီးကပွင့်သွားမှာတခါကြီးပွင့်သွားနော်အဲ့လိုပိတ်ရတယ်拜个培养大喽！哦，这是表。嗨。မမောင်တို့6ဖို့လာတာမဟုတ်ပါဘူး ခဏ6ဖို့လာမဟုတ်ဘူးလေပြောတယ်ညနာလည်းညနေစိုးကြီးနဲ့ ပြောရတာမောင်လေးကကိုနှလုံးသားထဲမှာမင်းကနေလို့မျက်နှာဝေမဆန်တော့ချစ်စစ်တူ အားလေဒီနားမှာတစ်ခုရှိတယ်မတူညီတဲ့ဘဝ ငါတရေလေငါဘာဖြစ်နေတာလဲ နင်းနာမင်းအမှန်တိုင်းပြောညအကောင်မလေးကိုလုံးဝမချောက်ခဲ့ဘူးမလား ဘောင်းလေမူးလေလို့ပါခင်ဗျာ အမတရေကခေါင်းမှုတွေရှိတာ အေးငါရှက်တယ်ငါရှောက်ကြ